ချက်ပဲဝေး daily ပဲဝေး DM9 နာပါရှင်ဒီနေ့မှာတော့ daily wear ကိုပွဲပဲတက်တက်ဝတ်လိုက်တာနဲ့လုံးဝမီးမိုက်ပြီးတော့ထည့်နေစီမယ် DM ရဲ့ main clip ဝတ်နိုင်ဒီလုံးလေးမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်သူ့မော်ရဲ့နံပါတ်ကလေးကတော့ GM7120L ပဲဖြစ်ပါတယ်သူ့ရဲ့ကြိုးလေးကိုတော့ leather ကြိုးလေးနဲ့ပြုလုပ်ပေးထားပြီးတော့သူ့ရဲ့ကိုယ်ရည်လေးကိုတော့ stainless steel နဲ့ပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ဝိုင်းဆက်နေတဲ့ဒိုင်ခွက်လေးပေါ်မှာလင်းလက်တောက်ကနေကြောက်ကလေးတွေနဲ့စီကျဲပေးထားပြီးတော့ဒိုင်ခွက်ရဲ့အတွင်းဘက်မှာဆိုလို့ရှိရင်လည်းနံပါတ်6နဲ့7ကိုရောမအခရာလေးနဲ့ရေးဆွဲပေးထားတာပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ water resistant လေးကတော့380ပါရှိမှဖြစ်ပြီးတော့သူ့ရဲ့ကျိုးဆိုင်လေးကတော့20x80mm ကိတ်ဆိုင်လေးကတော့ 32x44mm ပဲဖြစ်ပါတယ်သူ့ရဲ့ဈေးနှုန်းလေးကတော့2သိန်းဝန်းကျင်နဲ့ရရှိမှာပဲဖြစ်ပါတယ်ဒန်နစ်မာတင်ရဲ့ review video လေးတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်တဲ့ကြောင့်ညီမတို့ရဲ့ဒန်နစ်မာတင် YouTube channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်ဒန်နစ်မာတင် sign up perfection